ကြော်မလားအေး ဟုတ်တယ်ဗညာလည်းပါရောကွာ နေပေါင်းဒီကောင်ကြီးတိုးရရောက်သွားတာမဟုတ်ဘူးလား အေးဟုတ်တယ်လေ ဘလို့ရွာပြန်ရောက်နေတာဟုတ်တော့မဟုတ်သေးဘူးနော်တခုခုတော့တခုခုပဲမင်းတို့လည်းငါတကယ်အောင်ရတယ်ကွာဒီရွာမှာနေတယ်ဒီရွာရေကိုတောက်တယ်ပြီးတော့ဒီရွာကိုမင်းတို့ဘုံတောက်တယ်မင်းတို့ရွေချက်ကဘာလဲဟမ် တော်ရွေပြက်ခံပြက်ကရှင်းတယ်လို့တော်နေရေးပဲ မင်းတို့ဟာအဲ့ဒီလိုလုံးမှတော်လန်ရေးလားဟမ်အခုမင်းတို့ကြောင့်ကလေးတယောက်ဒုက္ခရောက်သွားပြီမင်းတို့ဘာလုပ်ပြီဟမ် ကျုပ်တို့အဲ့ဒီလောက်တော့မဟုတ်စိတ်ရနာရှင်ကိုလောက်တယ် ဆရာနာရှင်အဲ့ဒီစကားကိုသိနားမလဲလို့ရှင်းပြစမ်းပါ မင်းတို့မှာအဖြစ်မရှိဘူးဆိုတော့ငါသိအေးအဖြစ်မရှိအောင်လည်းမင်းတို့ကိုမင်းတို့လုပ်နေတာကွာ ဟာကျုပ်မှာပြေးရှိတယ်ဗျအဲ့ဒါဒီမိုကရေစီပဲစစ်မှန်တဲ့ဒီမိုကရေစီကိုရကျင်လို့ကျုပ်တို့လို့တာ ဒီမှာဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီအင်္ဂါဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့အတိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လှန်ရေးဖြစ်တော့မှာပေါ့ကွာ ဟာအဲ့ဒါတွေငါတို့မသိငါတို့ကတော့ငါတို့လုံးငါတို့ထုံးပါအခုလေမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲကြီးကိုငါတို့ဘက်ကမရရအောင်ဖြတ်အဲ့ဒါတော်လန်ရေးပဲ ဘာဖြစ်လို့ဖြစ်ချင်တယ်လဲကြောရွေးကောက်ပွဲဖြစ်မှမင်းတို့လိုချင်တဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်ပွဲလည်းမလုပ်ရဘူးဆိုတော့သက်ဆိုင်ရာတွေကဘာဆက်လုပ်ရမှာတော့အေးမင်းတို့သိထားရမှာကစစ်ရေးနိုင်ငံရေးပြိပက္ခတွေကိုအဆုံးသတ်ပေးနိုင်တာရွေးကောက်ပွဲ